ဒီနေ့ချက်မှာတော့ချက်သားငယ်ဒီဇိုင်းမပြီးချက်ဖြစ်ပါတယ်စီနှင်းငယ်ထည့်ပါမယ်စီပူလာပြီဆိုရင်ချက်သွင်းပြီးကြိတ်ထားတာထည့်ပါမယ်ချက်သွင်းပြီးစီတက်ထားတာမှုေးလာပြီဆိုရင်ရုံးထားတဲ့ချက်သားကိုထည့်ပါမယ်ချက်ရင်လည်းတဲဦးပြတ်သွားပါတယ်တူကြီးနှစ်ယောက်အိမ်ထဲမှာရှိတဲ့မိုက်ခရိုပြေးပြီးတော့မိဖို့သွားပွဲခဲ့ရပါတယ် use little wine to cook the easy cleaning ဒီကောင်မကြီးလိုက်တာကောင်းပါ gas လေးရတယ် electric လေးရတယ်တဲ့ ဒါကြီးပဲယူကောင်းတယ်နော်ဒါကြီးက အိုးလေးတအိုးပါပြီးတော့အောက်ဆက်ပြုတ်တိုင်းတယ်ဒီတော့တင်ကြည့်လိုက်ဒီနဲ့ပြန်ချက်ရပါမယ်။င်းချက်နေနဲ့တင်ပြီးပြတ်သွားလို့မက်ခရိုပြေးပြီးတော့ဒီအိုးကမကြည့်ဖို့တောင်းဝဲလာပါမယ်။ငါကြိုင်ကောင်းစားထည့်လိုက်ပြီဆိုရင်အနံ့မှုေးပြီးတော့တက်လာ။ငါကြိုင်မကောင်းလို့ချင်းအနံ့လည်းမကောင်းပါဘူး။ရတာလည်းမကောင်းပါဘူး။ငါကြိုင်နဲ့စသားနဲ့လုံးထားတာငါမှုေးလာပြီဆိုရင်ဒီထားတဲ့ငွေကြီးသိပ်ထည့်လိုက်ပါမယ်။ဒီကိစ္စနဲ့ငါကြိုင်နဲ့ပေါင်းပြီးတော့ဒီလိုဆက်လို့ဆိုတော့ငါမှုေးပြီးတော့တက်တယ်။အဲ့မနာအောင်လို့ဒီကြီးကိုမင်းရဲ့စက်တာလေးလုံးလို့ရပါတယ်။ဒါမဲ့အခုလိုချက်နေတဲ့အချိန်မှာဆိုတော့ဘယ်လိုတီးညာတားအောင်မှော့မှာဒီစညာပို့ပြီးတော့မှွေးလာပါတယ်။ဒီခါကျလို့ရှိရင်နန်းနန်းပြင်းတို့ပင်စိမ်းတို့ထည့်လို့ရပါတယ်။ဒီနေ့ကမပြည့်ရလို့မျိုးပေါ့နော်တို့စရာနဲ့တွဲပြီးစားလို့ရတဲ့အတွက်အရည်လေးနည်းနည်းလေးထားပြီးတော့စားတာပို့ပြီးတော့ဆင်ပြေပါမယ်ဒီခင်ကအရသာတော့ငံနဲ့ဘက်ကိုသွားပါမယ်မပြည့်ရပုံစံမျိုးတို့စရာတုံးဖြုတ်တင်နဲ့တွဲပြီးတော့စားရတဲ့မျိုးမျိုးပါနဲ့ရမ်းမှုပါခမင်းလေးစားလို့ပြင်ပါလေဒီလိုမျိုးပါအဓိကတော့ဘိုင်းမနာအောင်လို့ရုပ်ကြီးစိမ်းကိုကြက်အောင်စချက်တရကြာလေးချက်ပြရပါမယ်ရာသီဥတုပူတဲ့အချိန်မှာခမင်းစားလို့လည်းမကောင်းကြဘူးเนาะအဲ့မျိုးဆိုလို့ရှိရင်အခုလိုမျိုးချက်သားနဲ့ရုပ်ကြီးစိမ်းနဲ့ပြရဲချက်ဆက်ချက်ပြီးချက်ပြီးတော့တို့စရာအစုံနဲ့စားကြည့်ပါရမ်းစားလို့ကောင်းပါမယ်ချက်ပြီးဆိုတော့နည်းနည်းမြည်ကြည့်လိုက်ပါဦးခင်ဗျာတို့စရာနဲ့စားရတယ်ဟင်ပါတော်တယ်တော်လေးကိုလေညာညာလေးနဲ့ဆက်ဆက်လေးတို့စရာနဲ့ငါပြရေးချက်နဲ့ကွက်တီးပဲအတရတီးပါတရတီးနဲ့တို့စားကြည့်တယ်ချက်နေနဲ့ဒန်နီပြတ်သွားတာလွယ်လို့အရသာတော်တော်ကောင်းပါလေပြီးဖို့အတင်နဲ့ဒန်ကိုအတင်ဝင်လာတော့အ1000ကျော်ထွက်သွားတယ်။ဘုံပြိုင်ချက်က1000ကျော်တက်သွားတယ်ဗျာ။ဒီကြည့်ပါဦးဗျာတတား